တမာဒိဋ္ဌိဘလူကပြောတယ်မင်းဘာပြောလိုက်တာမြင်ရလားဟိုမှာအယောနုနုမဝါရတာကြာလှလဲအောက်ကကလေးကငါစားလိုက်မကွာသဖုံးမြုပ်အောင်မလုတ်ပါနဲ့ကွယ်ဖယားသားတော်လေးမလုတ်နဲ့ဟဲ့ဖယားသားတော်လေးမလုတ်ပါနဲ့အိုးဖယားသားမကလို့ဘာသာဖြစ်နေစားမယ်ဆိုစားငါသေကြလားမစားဘဲမနေနိုင်ဘူးမိစ္ဆာဒိဋ္ဌိဘလူရဲ့မင်းမလုတ်လေးနဲ့မင်းဒုက္ခဖြစ်လိမ့်မယ်နော်အိုးဒုက္ခနောက်မှဖြစ်မှာစားတာအရင်ဝါဖို့အရေးကြီးပိဋကဒုက္ခဖြစ်မှာကနောက်တဲ့စားတာကအရင်နဲ့ဝါဖို့အရေးကြီးတယ်တဲ့မမြင်ဘူးအန္တရာယ်ကိုမင်းမလုံးနဲ့ပြောရသားနဲ့ကွာစားမကွာဘာဖြစ်တော့ဟဲ့ငါပြောတဲ့စကားနားမထောင်ရင်မင်းကန်နဲ့မင်းကွာကလေးစားမလို့ခြီတော်နှစ်ချောင်းလင်းနဲ့ကင်ပြီးတအားဆွဲလိုက်မလေးနမောဗုဒ္ဓတာလို့ကလေးလေးကရောင်ပြီးပေါ်လိုက်ဗုဒ္ဓသာမြတ်စွာဘုရားနမောရှိခိုးပါ၏နမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာလို့ဆိုပြီးတော့ရောင်းអော်လိုက်တော့လေဘာပြောကောင်းမလဲပြိဿမိစ္ဆာဒိဋ္ဌိဘလူရဲ့ရင်ဝမှာလေရှာမီကြီးကဝင်တိုးလာတယ်လို့တခါတည်းပူရင်းလာဟာမလေးဟာမလေးပူလိုက်လေကြီးတမားရှိဘလူရဲ့ငါကဲပါအောင်ငါကဲပါအိုဝင်းနေမိတွေလောင်းကုန်ပြီတောက်ကုန်ပြီပူလှကြီးရဲ့ဗုဒ္ဓဂုံရောင်နော်ပြိဿဘသူဂုံရောင်နော်ဘလူကြီးစားဖြစ်ခဲ့